မလေးတော့မကောင်းသူဘောအမလေးအမွေကောင်မနောက်မှလက်တွေထောင်းတာဟန်နေတာရောက်လာလားဟန်နေတာလားအနီမိုးအရင်ကပါတော့ To frailly fear apart. Bullets rain, yet we stand strong. For honor, glory, fight till dawn. A battlefield where legends birth. Never back down, never earth. Bloodstains against odds rise, claim our faith. Fierce through silent night, grip weapons tight, face coming wide. ကိုတွေးဖြစ်ပါတယ်ညီတို့ရောက်ရှိပါပြီရောက်ရှိပါပြီအားလုံးပဲမင်္ဂလာပါမင်္ဂလာပါ In endless battle shine like sun, warriors of the sacred land, fight last breath across the sand. Battle rages will never yield. March to light, spirit seal. Chaos world, we carve our name on history's walls through fame's flame. Wind blows, fierce through silent night. Grip weapons tight. Face coming. မင်္ဂလာပါဆရာဒါက Destiny stand as one. ဒီကောင်းဒါပုတ်ကြီးဖြစ်ပါပုတ်ကြီးဆောင်ပြောရမှာပြေဇိုအေး Breath across the sand. ပြောရAcross the sand. Yeah. Thunder rumbles, distant dark clouds loom. Steel clashes, twilight echoes boom. Sons of war bear hopes flag high. March to fire, never shy. ကောင်းနေတယ်ရမ်းပြောပါတယ် သူလူကြီးပြောတာဟုတ် တိုင်းလည်းမသိပြောပါတယ်ပြောပါတယ်ခင်ဗျနှစ်တိုင်းပြောပါတယ် တိုင်းကိုရောက်ရှိနေပြီပေါ့နော်ကျွန်တော်ဒါမိုင်းဝင်စားရန်ကိုကျွန်တော်စပြီးတော့ရောက်ရှိပါပြီဒါတမိုင်းဝင် Bullets rain, yet we stand strong. ဒီစားရန်ကိုရောက်ရှိလာတယ်မျက်မမြင်လားမသိဘူးနောက်တွဲခေါ်တယ်အဲ့
နောက်ရှိလာရဲ့ပြောပေါ့နော် Field where legends birth. Never back down, never earth. Blood stains ground, but we won't yield. Against odds, Three. claim our field. The first winner is 2025. ဖိုင်ယာ Midland Fighter. anymore ဖိုင်ဒီတော့အလင်းဝင်တော့မယ်မင်းမတော်တော့ဘူးအလင်းဝင်ရတော့မယ်ဖိုင်ဒီဖိုင်ဒီဟုတ်ပါကအော်ကြီး ဒီပြကတော့ထွက်သွားတယ်ရှုံးမဲ့ทีมကြီး နောက်မှနီးပြနောက်မှနီးပြခိုက်ခိုက်3ပေတက 3ခိုက်တိုးခိုက်လည်းမဟုတ်3ခိုက်ဒီတိုးခိုက်မဟုတ်တဲ့3ခိုက်နဲ့ငါတိုးခိုက်မဟုတ်3ခိုက် Chaos world, we carve our name on history's walls through fame's flame. Wind blows, fears through silent night. Grip weapons tight. Face come and fight. Fight last breath across the sand. Fears through silent night. Face come and fight. Our destiny stand as one. In endless battle shine like sun. Warriors of the sacred land. Fight last breath across the sand.没吃没呀呀，哎，不是啊，没吃没呀，热个没当着了。 အားစီစဉ်ကိုချက်ပြသွားတယ် မင်္ဂလာပါခင်ဗျအားလုံးပဲမင်္ဂလာပါမင်္ဂလာပါအဲ့ဒီမို့ဒါလေးပြောပြပါဦးเนาะမတက်တော့မရက်နဲ့ဒိုင်းပြပြောပြပါဦးဆိုတော့ဆက်မဲ့ကူကန်ပေးထားတာကျွန်တော်ကြံပေးတယ်ဂျင်သွားဆော့လိုက်တာလို့ဂျင်မဆော့ဒီမှာဆော့ခိုင်းလိုက်တယ်ဟုတ်လားဗျโอเคအလုံးလုံးကြတဲ့ဝန်ထမ်းတွေလုံးသက်အများဆုံးကတော့မျိုးသက်ဦးပေါ့နော် မင်္ဂလာပါကိုမာတော့နေငယ်ကြီးပါဒီကြီးရတယ်သူကြောင့် နေတယ်မြောက်ခံတာလို့လား အဲ့ဒီအလုံးသက်အများဆုံးကတော့ဗတ်တိတာပေါ့တောင်းတန်းစေ ကျောင်းသားစီကောင်းပါ အများဆုံးနဲ့ခဏဒုက္ခအပေးတော့ကတော့ဖိုးချုံမှာပေါ့လွယ်တဲ့အားလုံးငါဖြည့်ရှင်းရတာများဘာလို့လဲပြင်စမတရားကြက်ကြီးပေါ့မလွယ်ရင်မလုပ်တဲ့ သမီးပါစေပွဲစီစဉ်သူ လာပြန်ပြီတာပေးပါအားလုံးကြိုးစားပေးခဲ့တာလည်းကျေးဇူးတင်တယ်အောင်မြင်အောင်လုပ်ပေးခဲ့တာလည်းကျေးဇူးတင်တယ် ကျေးဇူးပါ မင်္ဂလာပါမစ္စတာပြောင်းကြီးကျေးဇူးတင်ပါတယ်ကျောင်းတော်တဲ့ကျေးဇူးတင်ပါတယ်ဒီလိုပဲကိုစားပြီးလည်းပြောပြရတော့ကျွန်တော်အဒီမို့နံပါတ်1သူကျေးဇူးတင်ရမယ်နံပါတ်2အောင်မျိုးတော့မျိုးတော့ဒီကျွန်တော်ဘာလို့ဖွဲ့စည်းမှုဒါဘာလို့ဖြစ်တော့ဖွဲ့လူတယောက်ဖြစ်တယ်လူတွေရဲလေစူးစမ်းအလုပ်တွေကောင်းတယ်လို့ပြောတယ်စီစဉ်နေပိုင်းတော့ဒီအတိုင်းပဲအောင်နော်အញ្ញတုံပြက်ရိုးသားမှုကြောင့်ကောင်းတယ်နံပါတ်2ကျွန်တော်ရဲ့လက်တွဲပေါ်ယုံကြည်စိတ်ချတော့မောင်မကိုမောင်ပါကျွန်တော်တကယ်ရစ်ဖြစ်တဲ့မောင်ရဲ့နောင်မောင်တယ်လားမို့မောင်တယ်လားမို့ဒါတိုင်းမို့ကုမ္ပဏီရဲ့ပိုင်ရှင်ဟုတ်ပါဘူးတိုင်းမို့ကုမ္ပဏီရဲ့ပိုင်ရှင်လည်းမို့ဖြစ်ပါလေဟာနံပါတ်4ကျွန်တော်ရဲ့လက်တွဲပေါ်ချစ်တငယ်ကြီးဟိုလာရောက်ဖြစ်ပါခင်ဗျာအဲ့တော့လုပ်ငန်းတစ်ခုမှာအားလုံးစူးစူးစီးစီးနဲ့
လုပ်ငန်းဒီတက်ပို့ပြီးတော့တိုးတက်ဖို့ပဲရှိပါတယ်ကိုယ့်ရဲ့တပည့်ရင်းတွေရဲ့ပါလာဗီသားသူတွေတကယ်ချင်းတွေအကုန်လုံးအားလုံးအများကြီးကျေးဇူးတင်တယ်ဒါပေမဲ့ဒီတက်နောက်နှစ်မှာဒီတက်ပို့ပြီးတော့စူးစမ်းအားထုတ်ဖို့အတွက်ပို့ပြီးအားမွေးကြပါလို့ပြောရင်းနဲ့ဒီကုန်းချုပ်ပါတယ် ကျေးဇူးများတင်ပါတယ်ရှုပ် ဒီနေ့ဒီမျိုးကိုခေါ်ဆောင်လာပေးတဲ့ကျွန်တော်ရဲ့တပည့်ကျော်မောင်မန်းကိုရဲ့စစ်စနီးကျေးဇူးများတင်ပါတယ်ပြတ်တာပေးပါကျေးဇူးပြပြတ်တာပေးပါစားစားရရစားစားရရရောက်ခဲ့ရပါကျေးဇူးရဲ့ကျွေးရတို့လည်းကြားကြီးကျေးဇူးတင်ပါတယ်ဝေကိုအောက်ချီအောက်ကဟိုးအောက်ဆုံးသူပါနေရော စပြီးတော့ ချီးမြှင့်မှာဖြစ်ပါတယ် အောက်ချေလို့လည်းမဟုတ်ပါဘူး အောက်ချီတော့ ကျွန်တော်တို့စီနီယံနဲ့အတိုင်းသွားပါပါ ဟုတ်ကဲ့ ဟုတ်နော်စီနီယံအတိုင်းလေးသွားပြီးတော့စုပေးပါပါ ဂျူနီယာနေစီနီယာနေတော့ပါ ဂျူနီယာနဲ့စီနီယံလေးသွားပါပါကျွန်တော်သိပြီးတော့အင်္ဂလိပ်စကားလေးနားမလည်လို့ပါ ဒီစားရနံပါတ်1အနေနဲ့ကြောရောက်ပြီးပါကြောပထမဆုံးအနေနဲ့ကြောရောက်ပြီးမဲ့သူကကျွန်တော်တကယ်ချင်းwinner အဲ့ဒါဒီဘက်ဆက်ကြား ဖြစ်ပါတယ် ဒါဒီဘက်ဆက် မစ္စတာနိုင်လွမ်းမှု ဆောင်းပါလေ ဒီကိစ္စကိုလုံငန်းကိစ္စကိုဆက်ဆက်ရဆောင်ရွက်ပေးတဲ့ဒေါ်ဤမင်း โอเค မောင်ကော အေးမှတ်လား ကျွန်တော်ရဲ့သမီးငယ်ကျွန်တော်ညီမလေးတီဗီ တီဗီ ကျွန်တော်ရဲ့ဖခင်ကြီးကျွန်တော်ရဲ့ဖခင်ကြီး ဒီပါဒီစီကိုရဖို့အတွက်ဟိုလေဟုတ်ညာညိုလေးထားတယ် ရုံးမောင်အိမ်မောင်မလွေးမလို့တော့ဘာမစိုးအကုန်လှုပ်နေပြီးရဲ့တော့ဖီချိုမြင့် ဒီပါလေ မောင်မင်းသူကျေးဇူးများတင်ပါတယ်ကျေးဇူးများတင်ပါတယ် ဒီဘက်ဆက် အထွေထွေဝေရဲ့လုပ်ငန်းသုံးမနှင်းဝိပြူသူကခိတ္တနေမကောင်းလို့ခဏအနားယူခဏအိမ်ထဲမှာစိတ်ကောက်စလော့ဂေးဆိုတဲ့ ကိုဂျေဆန်အောင်ပြ တက်ပိုင်မှုဖြစ်ပါတယ်မပိုင်စပါနဲ့ ဖြစ်တော့ယူကြီးစိတ်ချရတော့မောင်ရန်အောင်ရဲ့ ဟေးမသိဘူးပါလေမသိဘူးဘာဘူးလဲ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 တားလိုက်တာဘာဘူးလဲ ဒေါ်ထက်ရဲ့မိမအငယ်မဘယ်လိုမိမကြီးပါငယ်မရှိဘူးအဲဒါငယ်မမိမရဲ့ဒီတော့မောင်မျိုးမင်းဤရင်ရင်းပြအမျိုးသမီး အမတို့ မျိုးသမီးပုံသားမျိုးမင်းမ ဟေး လက်ကိုတီးပေးကြပါညီငယ်သုံးလေး DJ မန်းလေး โอเค DJ မန်း ပေါ်ကြည့်ပြပါလေဒီကောင်းပြပါလေပေါ်ကြည့်ဒီဘက်မှာတော့ဒီဘက်မှာဘယ်ပါယူဟာပေါ်ကြည့်ပြပါလေ ယူလေဒီရ ဟေးမောင်ရေဒီပါလေပေါ်ကြည့်သူဟာရဲ့ဆွေမရောအားလုံးအော်တဲ့တော့ပြုတ်တဲ့ဆယ်မမကျွန်တော်ရေရေကူးတယ်ပါပါတယ်ဟိုတယ်ခေါ်တော့မှာနေတယ်မင်းတို့ဖြစ်နေဘူးဟာကိုစာမိတာရပါရင်လေနာဝေဦးတောင်ပြောင်းလို့ရှိတာဟုတ်တယ်ကွာဒီပါကိုဒီလက်
တောင်းဒီမြန်မာတွေလို့ပဲ မောင်မျိုးတက်ဦးနေမောင်မောင်ကိုဆုလက်ခံပေးပါရဲ့ကြောက်ပြီးလက်ခံပေးပါလက် ဘုရားတို့ပါတယ်ဘာပြောတော့လေးပြတ်သွားလာပိုင်းလေးပြတ်သွားလာဆွေးရကနေမှလေးပြတ်စမပြေဘူးနော်ဟုတ်တော့ဒီဘက်ကိုမျိုးမျိုးတော့ချာ yes ရကုန်ပြီမလားပြီပြီတော့ တလားကလေးပါကပေးလိုက်ကွာ ဒီတဲ့မကပို့ပြီးအောင်မြင်ဖို့အတွက်ကိုအားလုံးရဲ့ကိုစားဒီချက်ပို့ပြီးတော့စူးစမ်းပေးဖို့အားလုံးရဲ့ကိုစားပြောချင်ပါတယ်ဒီချက်ပို့ပြီးတော့စီလုံးဖို့လည်းပြောချင်ပါတယ်ဒီချက်ကပြောရင်းနဲ့ဒီကုန်းချုပ်ပါတယ် အေးကိုပဲကိုအောင်ရပါလေအောင်ရပါလေအောင်ရပါလေကြားကြပါလေကိုကျေးဇူးများတင်ပါတယ် ဒီလိုက်ဒီပါတယ် ဒီပါဒီပါ ကိုဒီမှာကျွန်တော်လုပ်ခဲ့တာ15နှစ်ပေါင်းဝင်ကြော်ပါပြီနော်15နှစ်ပေါင်းဝင်ကြော်ပါပြီကုမ္ပဏီလဲ ကွန်ပျူတာဆယ်နေပဲလို့ပြောတာဘလို့15နှစ်လိမ်ပဲလိမ် ကုမ္ပဏီအတွက်ကိုဒီပုံမဲ့ကုမ္ပဏီအတွက်ကိုစကားလက်ဆောင်လေးတစ်ခုတော့ပြောပြပါဦး လုပ်ခဲ့တဲ့ကုမ္ပဏီကိုဒီတက်မကအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ဒီတက်မကတိုးပွားပြီးအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ် โอเคကျေးဇူးများတင်ပါတယ်ကိုဒီကုမ္ပဏီအတွက်စကားလက်ဆောင်လေးတစ်ခုတော့ပြောပြခဲ့ပါဦးကျွန်တော်ဒီ channel တွေလည်းကျွန်တော် share လုပ်လို့ရအောင်ပေါ့နော် ဒီချက်မကပြီးတော့အောင်မြင်ပြောမိသားစုလုပ်ပြီးတော့မှာပါလေ ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ကိုကောင်ရေနေကျွန်တော်ဒီကုမ္ပဏီကိုစကားလက်ဆောင်လေးတစ်ခုတော့ပြောပြမယ်ဆိုတော့ကိုဘယ်လိုမျိုးပြောချင်လဲတင်ခင်ဗျ အခုပဲဒီချက်မကအောင်မြင်ပြီးတော့ထာဝရတို့အတိုးရှိခိုင်ပြပါသေးလို့ပြောပေးကြပါတယ် ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ကိုဘအခုဖြေချပြတဲ့အတွက်โอเคအဲ့တော့ဒီပို့မဲ့ကုမ္ပဏီကိုအကိုအနေနဲ့စကားလက်ဆောင်တစ်ခုတော့ပြောမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးစိတ်ကံသားခြင်းနဲ့ပြောမယ်လို့တင်ခင်ဗျ ဒီတက်မကအောင်မြင်ပါစေပို့မဲ့ကုမ္ပဏီဒီတက်မကအောင်မြင်ပါစေဒီတက်မကရေရှည်တည်တက်ခိုင်ပြဲသွားတဲ့တွန်းကြီးကိုတွေစီစီလုံးလုံးနဲ့တင်းဝရှိရှိနဲ့ရှေ့ဆက်သွားကြမယ် โอเคကိုတော်ရေကျေးဇူးများတင်ပါတယ်ကျွန်တော်အခုဖြေချမှုလေးကျေးဇူးများတင်ပါတယ်ဒီ train အနေနဲ့ပေါ့နော်အကိုအနေနဲ့ဒီကျွန်တော်ဖန်အောင်လာတဲ့ကျွန်တော်ခံစားချက်လေးတစ်ခုကိုကုမ္ပဏီကိုကျွန်တော်ဗာပြောချင်လဲမသိဘူးခင်ဗျ တိုင်းပြည်ဝါသပါတယ်ပုံမဲ့ကုမ္ပဏီရောပုံမဲ့ကုမ္ပဏီကိုလက်ရှိဦးဆောင်နေတဲ့ဆရာဘိုးချိုနဲ့အနီမိုးနဲ့လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုမြောက်ရေပို့မဲ့ကုမ္ပဏီကိုစကားလက်ဆောင်တစ်ခုတော့ဗာပြောချင်လဲမသိဘူး ကျွန်တော်တို့ရဲ့ညီကိုကုမ္ပဏီဖြစ်တဲ့ပို့မဲ့ကုမ္ပဏီဒီတက်မကစာနဲ့ကိုတိုးပါပါစေလို့ပဲပြောချင်ပါတယ် ဟုတ်ကျေးဇူးများတင်ပါတယ်ကိုကြီးဝမ်းသာပါတယ်ကိုကြီးကိုကျရေမင်္ဂလာပါ မင်္ဂလာပါကို ကိုကျအခုစူးရတဲ့ပုံမှာ motive ပေါ့နော်ကိုရဲ့ဒီ trip မှာကိုယ်တိုင်က organization မှာကောင်းမွန်စွာကိုတိဆောက်ခဲ့တယ်ဒီဖွဲ့သားတွေနဲ့အကုန်လုံးကျွန်တော်ပျော်ခဲ့ရတယ်ပေါ့နော်ဒီဖန်မျိုးကျွန်တော်ဟိုဒါပထမဆုံး first stage မှာရောက်ခဲ့တယ်အဲ့ဒီပိုင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်စိတ်ခံစားချက်လေးပြောပြပါဦး စိတ်ကစားစစ်လေးပြောပြပါဆိုတော့ဝမ်းသာပါတယ်အခုလိုမျိုးတစည်းတစ်လုံးနဲ့အားလုံးလို့စူးစီးစီးနဲ့လုံးဝfamily နဲ့မတူပဲမိသားစုအတိုင်းပေါ့တဲ့ family အစ်စ်ကိုကျွန်တော်မြင်တွေ့လိုက်ရအောင်နော် အားလုံးကျွန်တော်ဟုတ်ကဲ့ အားလုံးတူတူပါဝင်ဝိုင်းပြီးတော့ပါဝင်ပေးတဲ့အတွက်လည်းအားလုံးလည်းကျေးဇူးတင်ပါတယ် ဒီကုမ္ပဏီနဲ့ပတ်သက်ပြီးစကားလက်ဆောင်တစ်ခုတော့ပြောပြပါဦး အားလုံးညီညွတ်ကြပါအားလုံးဆင်ပြေပါတယ် โอเคဖိုင်ကျေးဇူးများတင်ပါတယ်ကိုကြီး